Samsung ရဲ့ခေါင်းဖုန်းအသစ် Z4A ကတော့အခုလိုမျိုးပုံစံပြောင်းသွားပါပြီ။ဒီနေ့ခေါင်းဖုန်းအသစ်တွေမှာဆိုလို့ရှိရင်တော့ Z4A Ultra, Z4A, Z Flip 8တွေပါလာမှာဖြစ်ပါတယ်။ဒီထဲမှာစိတ်ဝင်စားကြမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုမြင်ရတဲ့ Z4A ပေါ့။သူကတော့ပုံစံလဲပြောင်းသွားတယ်အမြင်လဲဆန်းနေဆိုတော့ပို့ပြီးတော့သဘောကျကြမယ်လို့ထင်တယ်။ Samsung က Z4A ကြမှာဘာလို့အခုလိုမျိုးပုံစံပြောင်းရလဲဆိုတာကလည်းအကြောင်းရှိပါတယ်။ကျွန်တော်တို့ဒီပုံစံအသစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဗျာ69 ratio ဖြစ်တဲ့ YouTube ဗီဒီယိုတွေကြည့်မယ်ဆိုလို့ရှိရင်အပေါ်အောက်ပေါ်နေတဲ့ black bar တွေကအရင်ကထက်ပိုပြီးတော့နည်းသွားမယ်ဒီမှာရှင်းပြထားတာဆိုလို့ရှိရင်ဗျာပိုပြီးတော့သိတာတယ်ဒါကတော့ပုံစံပြောင်းရတဲ့အဓိကအချက်တစ်ခုပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပုံစံအသစ်ကဗျာဖြန်းလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံစံကဘာနဲ့သွားတူလဲဆိုတော့ဈေးကွက်ထဲမှာရှိနေပြီးသား tablet တွေနဲ့သွားပြီးတော့ပိုပြီးဆင်တူတယ်ပြောရမယ်ဆိုလို့ရှိရင်ဗျာ tablet တွေမှာမြင်ရတဲ့ ratio မျိုးပေါ့ဆိုတော့ကျွန်တော်တို့က application တွေကဒီ tablet တွေက optimization ဖြစ်ပြီးသားပဲဆိုတော့ Z4A ကဆိုလို့ရှိရင်လည်းဒီ optimization ကိုတွားပြီးတော့အသုံးချလို့ရတယ်ဗျာဒီတစ်ခုကလည်းပုံစံပြောင်းလိုက်တာကအားသာချက်တစ်ခုထပ်ပြီးတော့ဖြစ်သွားတယ် Z4A ရဲ့ကြောဘက်မှာဆိုလို့ရှိရင်တော့50 megapixel dual camera ကိုသုံးပေးထားပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်ကိုယ်တိုင်လည်းဒီနှစ်မှာ Z4A ကိုပို့ပြီးတော့စိတ်ဝင်စားတယ်ပုံစံလည်းအသစ်ဖြစ်တယ်နောက်ပြီးတော့အမြင်လည်းဆန်းတယ်ပေါ့နောက်ပြီးတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ theory ရဆိုလို့ရှိရင်လည်းဗျာဒီဖုန်းကခေါင်းဖုန်းတစ်လုံးနေနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့တင့်တော်မယ်လို့ထင်မိပါတယ်Z4A Ultra ကတော့ကျွန်တော်တို့အရင်ကမြင်နေကြ Z4 ပုံစံကိုနာမည်ပြောင်းထားတာဖြစ်ပါတယ်ဒီနှစ်ကတော့ Ultra ဖြစ်သွားတယ်ထူးခြားမှုအနေနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့ပါလာမယ်နောက်ပြီးတော့ဘက်ထရီကပို့ပြီးတော့ကြီးလာတယ်သူမှဆိုလို့ရှိရင်တော့9000 mAh ဘက်ထရီကိုထည့်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်တို့ကင်မရာဘိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့သူ့မှာ Ultra wide ကဗျာ50 megapixel ဖြစ်သွားပြီဆိုတော့ဒီဖုန်းမှာက main ရဲ့ tele ရဲ့ Ultra wide ရဲ့3ခုပါမယ် main ကတော့200 megapixel နဲ့ Ultra wide က50 megapixel ဆိုတော့နည်းတော့ကျန်းတယ်လို့ပြောရမှာပေါ့ကင်မရာပိုင်း feature အနေနဲ့ဆိုလို့ရှိရင်တော့ဒီခေါင်းဖုန်းတွေအကုန်လုံးမှာသူကဒီကျွန်တော်တို့ S20 မှာတွေ့ခဲ့ရတဲ့ဗျာ horizontal lock စနစ်ပါလာပြီဆိုတော့ဖုန်းကိုဒီ vlog ရိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့မိုက်သွားမယ်ပေါ့ကျွန်တော်တို့ဒီခေါင်းဖုန်းအသစ်တွေမှာဗျာဘာသွားပြီးသတိထားမိလဲဆိုတော့ဖုန်းကိုဖွင့်ရတဲ့အချိန်မှာအရင်ကထက်ပို့ပြီးတော့နည်းနည်းလေးပေါ့သွားတယ်ဆိုတော့ကျွန်တော် hinge ကတော့ပုံစံလေးနည်းနည်းပြောင်းထားတယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့အခုလိုမျိုးဖွင့်လိုက်မယ်ဆိုလို့ရှိရင်မြန်မြန်လေးပွင့်သွားတယ်ပေါ့ကျွန်တော်သတိထားမိရဆိုလို့ရှိရင်ဒီ spring လိုပုံစံမျိုးလေးပါတယ်ဗျာဆိုတော့သူကတန်းပြီးတော့ပြန့်သွားတဲ့ပုံစံမျိုးပဲနောက်ပြီးတော့ကျွန်တော်တို့မနေ့ကကုမ္ပဏီတက်ခဲ့ကြသေးတယ်ဒီ Z4 7မှာဆိုလို့ရှိရင်ဗျာဘောင်တွေက4000ပုံစံလုတ်ပေးထားတော့ဖွင့်နေဆိုလို့ရှိရင်လက်ကနည်းနည်းလေးချော်တယ်ဒီနှစ် Z4A မှာဆိုလို့ရှိရင်တော့သူကဘောင်တွေကိုနည်းနည်းလေးသူကကောက်အောင်လုတ်ပေးလိုက်တယ်ဗျာဆိုတော့ကျွန်တော်တို့ကဖုန်းကိုဖွင့်တဲ့အချိန်မှာဆိုလို့ရှိရင် hand grip ကပို့ပြီးတော့ကောင်းတယ်ဆိုတော့ကျွန်တော်အခုပြထားတဲ့အတိုင်းပဲဗျာဖုန်းကိုဘယ်လောက်ပဲဖွင့်ဖွင့်လက်ချော်သွားတာမျိုးကတော်တော်လေးကိုနည်းသွားတယ်ပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့ဒါကတော့ကျွန်တော်တို့ဒီခေါင်းဖုန်းသုံးခုလုံးမှာတွေ့ရမယ်တိုးတက်မှုတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီ Z4A နဲ့ Z4A Ultra ကတော့ Snapdragon 8 Gen 5ကိုသုံးပေးထားမယ်ကျွန်တော်တို့ဒီ Z Flip 8ကတော့ Exynos 2600ကိုသုံးပေးထားပါတယ်Z Flip မှာဆိုလို့ရှိရင်လည်းတိုးတက်လာလေးတွေရှိတယ်သူကတော့ software limitation တွေကိုပို့ပြီးတော့ဖြုတ်ပေးလာတယ်ပေါ့ကျွန်တော်တို့ဒီ cover display မှာဆိုလို့ရှိရင် application တွေကိုသုံးလို့ရသွားပြီသူကတော့26ခုလောက်အထိကိုပို့ပြီးတော့သုံးလာနိုင်မယ်လို့ပြောပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YouTube တွေ Netflix တွေကအစဒီမှာသုံးလို့ရသွားတယ်ဆိုတော့ခေါင်းဖုန်းသစ်တွေရဲ့အကြောင်းကတော့ဒီလောက်ပါပဲမြန်မာကိုတော့ဒီခေါင်းဖုန်း3ခုလုံးဝင်မယ်လို့သိရပါတယ်အယောင်တွေကလည်းတော်တော်စုံလင်းဝင်မယ်လို့သိထားရတယ်ကဲပါကျွန်တော်တို့ review နေရမယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးတွေထပ်လုပ်ပေးဖို့ရှိပါတယ်ဆိုတော့စောင့်ကြည့်ပေးကြပါဦး